မင်းကလေးလေးတယောက်ကြောက်တွေကိုလက်နဲ့ထိလိုက်တာနဲ့အားလုံးရွှေဖြစ်သွားတယ်။အဲ့ဒီနောက်လမ်းလျှောက်လာတဲ့အမျိုးသားတယောက်ကိုရွှေကိုပေးချင်လို့တားခဲ့ပေမဲ့အဲ့ဒီလူကသူမကိုလိန်ညာသူလို့ထင်ပြီးထုတ်ပယ်သွားခဲ့တယ်။ဘိုက်စာနေတဲ့မင်းကလေးလေးလမ်းဘေးမှာထိုင်နေတယ်။သူမဘေးမှာရှိတဲ့အိမ်မက်မိန်းမတယောက်ကကောင်းစွာမုန်းတစ်ချက်ပေးခဲ့တယ်။မင်းကလေးလေးကချက်ချင်းစားလိုက်တယ်ပြီးတော့မပြည့်သေးဘူးလို့ပြောပေမဲ့အိမ်မက်မိန်းမကဒီမုန်းကသူမရဲ့ဒီနေ့အတွက်အစားအစာတစ်ခုတည်းလို့ပြောတယ်။နောက်ထပ်မရှိတော့ပေမဲ့မင်းကလေးကိုသူမမောင်းလာခဲ့တဲ့ဒေါ်လာ2 ကိုတောင်ပေးလိုက်တယ်။အဲ့ဒီငွေနဲ့အစားအစာဝယ်စားပါလို့ပြောတယ်။ကျန်တဲ့ငွေကိုတော့သူမရဲ့သမီးရဲ့ကုသမှုအတွက်စုထားခြင်းတယ်လို့ပြောတယ်။အဲ့ဒါကြောင့်မင်းကလေးလေးကသူမရဲ့လက်နဲ့ခွက်ကိုနူးညံ့စွာထိလိုက်တာနဲ့အိမ်မက်မိန်းမရဲ့ခွက်ကရွှေခွက်ဖြစ်သွားတယ်။မင်းကလေးလေးကအဲ့ဒီအိမ်မက်မိန်းမကိုရွှေဆိုင်ကိုခေါ်သွားတယ်။ဒါပေမဲ့ဆိုင်ထဲကအလုပ်သမားကသူတို့ကိုအိမ်မက်လူတွေလိုထင်ပြီးထုတ်ပယ်ခြင်းခဲ့တယ်။မင်းကလေးကရွှေခွက်ကိုထုတ်ပြခဲ့ပေမဲ့မယုံဘူးမူသားဖြစ်မယ်လို့ထင်ခဲ့တယ်။အိမ်မက်မိန်းမကထွက်သွားခြင်းပေမဲ့မင်းကလေးကဆိုင်ရှင်ကိုခွက်ကိုမီးနဲ့စမ်းကြည့်ပါလို့ပြောတယ်။ဆိုင်ရှင်ကမီးကွင်းကိုလိုက်ထုတ်လိုက်ပြီးစမ်းကြည့်တဲ့အခါသူမရဲ့မျက်လုံးတွေတစ်ခါတည်းကျဲပြန့်သွားတယ်။အဲ့ဒါတကယ်ရွှေဖြစ်နေတယ်။မန်နေဂျာလည်းအားတင်သွားပြီးအဲ့ဒီရွှေခွက်ကို300နဲ့ဝယ်ခြင်းတယ်လို့ပြောတဲ့အိမ်မက်မိန်းမကအယံဝမ်းသာသွားတယ်။နောက်ဆုံးတော့သူမရဲ့သမီးကိုကုသနိုင်မဲ့ငွေရှိလာပြီ။ဒါပေမဲ့မိန်းကလေးလေးကိုရှာဖို့ကြိုးစားတဲ့အခါသူမမတွေ့တော့ဘူးပျောက်သွားပြီးသားဖြစ်နေတယ်